အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့အခုပတ်ဝန်းကျင်မှာမိတ်ဆွေတွေတကယ်ချင်းတွေကြားထဲမှာမေးကြတယ်ပေါ့နော်မေးကြတယ်ဟာအာမခံထားရရလဲခစ်စားလာတယ်အာမခံထားပြီးတော့မှဒီကျမကြီးအာမခံတွေထားပြီးတော့မှစီုံတက်တဲ့စီတွေပြန်ပြီးတော့ရတာမျိုးတွေဖိုးဖွားတွေအတွက်ကျမကြီးဆောင်းရှောက်မှုရတာမျိုးတွေအဲ့ဒါလေးတွေတွေ့လာတော့မေးလာကြတာပေါ့နော်မေးလာကြတော့ကျွန်တော်တို့ကလေးတွေအတွက်ပထမဆုံးတစ်ချက်ကကလေးတွေအတွက်အာမခံဘာတွေရှိလဲဘယ်လိုအာမခံတွေထားလို့ရမလဲဆိုတော့အဲ့တော့တချို့အာမခံအမျိုးအစားတွေကကလေးတွေအတွက်ဝယ်ပြီးလို့မရပါဘူးကလေးအတွက်ဝယ်ပြီးလို့ရတဲ့အာမခံအမျိုးအစားကျွန်တော်တို့စီမှာ၃မျိုးရှိပါတယ်ပထမဆုံးတစ်ခုကတော့ Universal Life ပါသူဒီအသက်တစ်လသားဝယ်လို့ရပါတယ်တစ်လသားနေစားပြီးကလေးတွေအတွက်ဝယ်ပြီးထားလို့ရတယ်နောက်ပြီးတော့ဒုတိယတစ်ခုကကြတော့ One Health Solution ဆိုတဲ့ဒါကျန်းမာရေးအာမခံကျန်းမာရေးအာမခံမှာဆိုလေကလေးတစ်လသားနေစပြီးတော့မှအာမခံထားရင်သူဒီအသက်80ထိထားလို့ရပါတယ် Universal Life ကတော့တစ်လသားနေအသက်100ထိထားလို့ရပါတယ်အဲ့လိုပဲတခါဒီဘက် critical illness ကြတော့လေသူဒီကလေးတစ်လသားနေစပြီးတော့မှအသက်80ထိလက်ခံတာဖြစ်ပါတယ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဖိုးဖွားတွေရောအဖိုးဖွားတွေဆိုရင်တော့များသောအားဖြင့် company တွေက90ကျော်သွားရင်လက်မခံတော့55ပေါ့နော်55လောက်ကျော်သွားရင်လက်မခံတော့ဘူးသူနှစ်တူပဲထားလို့ရမှာတော့ပါရှိတယ်AI မှာတော့ကျွန်တော်တို့ကUniversal Life ဆိုရင်65ဂိတ်ဆုံးပါ65ကနေစထားရင်100ထိလက်ခံမယ်ဒီ One Health Solution ကျန်းမာရေးအာမခံဆို60ကနေစထားရင်80ထိလက်ခံမယ်critical illness ဆိုရင်သူဒီဒါ65ကနေစထားရင်80ထိလက်ခံမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးတွေကျွန်တော်ဘူးတူတာအနေနဲ့လာပြီးပြောပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ